ဒီနေ့တော့ဗောနော်ဗတိမားတို့ဗောနော်ကားမောင်းတင်နေမနေ့စော6နိုင်လောက်သူတက်လာတဲ့ကားမောင်းတင်နေဗောနော်ကေကားမောင်းတင်တဲ့ဆရာမနဲ့ရင်စားမှာဗောနော်ဖယားတချို့တော်များများကတော့ TikTok ပေါ်မှာဆိုဖယားပြူလို့ခေါ်ဗောနော်အဲ့ဖယားကိုရောက်ပါတယ်ရှင်တကယ်လေကြီးညိုတက်ပဲဘုကောင်ကြီးအရန်လေပြီးတော့လေဘလို့မှကိုမရဒီနေ့တနင်္ဂနွေနေ့ဖြစ်နေလို့လားမသိဘူးဗောနော်ကိုရီကတော့ကားမောင်းတင်နေသွားလိုက်တော့ဗောနော်ဒီလိုပုံစံလေးနဲ့ပဲသွားပြစ်ပါတယ်ရှင်ဒါမဲ့လေလာရောက်ပြီးဖူးမြော်စီခြင်းပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မမေရဲ့တင်နန်းသူညီမလေးပေါ့နော်တင်နန်းနောက်ထပ်ပြူလင်တောင်တက်ကိုတိုင်ရင်းနေပေါ့နော်ဓမ္မပါတယ်ဓမ္မတိုင်ရှုခင်းတောင်းတိုင်မင်းတို့ပြူလင်ကိုလာတယ်ပေါ့နော်ဓမ္မထရရှုခင်းတာကိုရောက်တယ်ပေါ့နော်ဒီလေးရောက်ဖုံကိုတွေ့တယ်ဖုံကိုအရင်ဦးဆုံးညီမလေးဖက်တီမာရောပေါ့နော်ဝထုငွေလှူခဲ့ပါတယ်ဖုံရှိမှာကုသလေးယူခဲ့တယ်ပေါ့နော်တင်နန်းသွားရင်းနဲ့ဒီကိုမထင်မပဲရောက်ရှိခဲ့တာပေါ့နော်စိတ်လေးအရဲကိုအေးချမ်းပါတယ်စားကြပါအောင်ရှင်ဒါကတော့ပေါ့နော်ပစွန်ကြောက်ငပြေရပြောတရင်သီးစားရည်စိမ်ပေါ့နော်နေပြီးတော့မမလင်းပေးလိုက်တာပါဒီရင်သီးစားစီစိမ်လားသူ့ဟာလေကောင်းတယ်ခုနတလုံးကြိုက်စားကြတာအမအဲ့လိုမလားပစွန်ကြောက်ငပြေရပြောပစွန်ကြောက်ငပြေရသာပြောသူရတယ်ကိုရီးယားကြောက်ရိုးငပြေပဲပြောတာတရားကြောက်ပစွန်ကြောက်ကိုအကောင်ကြီးရည်နဲ့ပြောတာမြတ်နေပြီးတော့နေမော်နော်စိတ်သားလုံးကြီးပြအောင်မယ်ဟိုကကြလေကြောက်စရာကြီးတဲ့ထုတ်လို့တောင်များတော့ဒီမဲ့စိတ်သားလုံးကြီးတွေကျေးဇူးတင်ပါတယ်အမရေစိတ်သားလုံးကလည်းကြောက်စရာကြီးတော့ခဏလေးနော်ခဏရက်လောက်မှစိတ်သားလုံးထုတ်လို့စိတ်သားလုံးကလည်းကြောက်စရာကြီးတွေတော့ဒီမဲ့စိတ်သားလုံးကြီးရဆိုစိတ်သားစီစိတ်သားဆိုရင်လေကိုလေဒီမဲ့ဖဲရတယ်လွယ်နော်ဒီမဲ့ဒီလိုတုံးကြီးမတော်သားမဒီမဲ့စားမဘာမှမဖြစ်ဘူးဒီမဲ့စိတ်သားစီစိတ်စီလေးကိုကလည်းနေကွဒီမဲ့နော်ဖဲစားကြောက်ဖို့ကောင်းတာဒီလိုသမင်းစားမဆိုလို့ဒီမဲ့ဒီတောက်ကကြည့်ပြီးတော့တရေတွေကြပြီးတော့ဗောနော်သမင်းစားမယ်လို့တာဟုတ်ကြပါအောင်စိတ်သားတုံးဆိုရင်ဒါဖဲစားနော်ကိုကလည်းမဲစားမစားတော့လေဘယ်လိုကြောင့်ငါပြေးပြောမတော်ကျေးဇူးပါမိုးရရွာနေရဒီထုတ်ပြီးမှဝတ်တော့ဘယ်ကပိန်တော့မှာပိန်တော့မှာကောင်းကြီးမြတ်ကြိုက်ရနေပြီးတော့လင်းမကျေးဇူးတင်ပါတယ်မရေပိတ်သွားလုံးကြီးရတယ်မိုက်တယ်သားတော့ကိုကမှမနှုတ်လောင်ထွက်ပြီးတယ်မရေအဲ့ဒါဖတိမာကဒီနေပြီးတော့လင်းရဲ့တင်းစီစားရတဲ့ယူအောင်ပါမယ်ချင်းကြိုက်လို့ဘယ်တော့မှပြပါ့ဟမ်လားသူကိုမယ်သားလုံးလုံးကိုအမဲသားမစားလို့ပါနော်ဟာဘယ်လိုလဲပြေပြောသူကမှ